treatment ပေါင်းစကောင်းကောင်းလေးရှာနေတဲ့သူတွေရှိလားဒါဆိုရင်ရော်လေးဒီနေ့အားလုံးကိုမိတ်ဆက်ပေးမှာကတော့ Avatino Diversify Treatment လေးပဲဖြစ်ပါတယ်အဲ့တော့ formulated in Italy ဖြစ်တဲ့အတွက်ကြောင့်သူကတခြားသောဘယ် brand တွေနဲ့မှမတူဘူးအထူးသဖြင့်သပင်နဲ့ပတ်သက်တဲ့အခက်အခဲတွေအားလုံးကိုဖြေရှင်းပေးမှာကလည်း Avatino Diversify Treatment လေးပဲဖြစ်ပါတယ်ဆိုတော့ဒီထဲမှာသူကဘာတွေပါလဲဆိုလို့ရှိရင် argan wine keratin ပါမယ်နောက်ပြီးရင် grapeseed oil ပါမယ်နောက်ပြီးလို့ရှိရင် vitamin B5 နဲ့ tea polyphenols တို့ပါဝင်တာဖြစ်တဲ့အတွက်ကြောင့်သပင်ကိုလုံးဝအားဖြစ်ပေးတယ်ဆိုတော့ natural sun နဲ့အသီးအနှံအနေနဲ့တေချာထုတ်လုပ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အားလုံးဝယ်သုံးသင့်ပါတယ်ဆိုတော့အရင်ဆုံးရော်လေးဒီ texture နဲ့သူရဲ့အနှံလေးကိုစမ်းပြမှာဖြစ်ပါတယ်ခင်ဗျအရင်ဆုံးရော်လေး Avatino လေးကိုဖောက်ပြပါမယ်ဆိုတော့ထိတ်ကနေဖောက်လိုက်ပါပြီခင်ဗျအထဲထဲမှာပေါ့နော်